ကျမရဲ့တငယ်ချင်းကပေါ့နော်ဒီမှာ blind box ကလေးပေးထားပါတယ်ဘာလေးပါလဲဆိုတော့ပြပေးပါမယ်ဒီမှာဒီဟာလေးပါဘာလို့တူတာလဲဒီဟာလေးအနောက်ကတထောင်စားကိုလည်းတိခဲ့ပေးကြပါဒီဟာလေးရှိမယ်ဒီဟာလေးရှိမယ်ဒီဟာလေးပေါက်ရှင်မယ်ဒီဟာလေးပေါက်ရှင်တာအကုန်လုံးပေါက်ရှင်ပါတယ်ကျမတငယ်ချင်းဖမ်းမိတ်လွတ်ထားဟဲ့သူအထဲထဲမှာခရိုမီလေးလည်းပါတယ်ဒီမှာအထဲထဲမှာအိတ်ကလေးကဲဘာလေးလည်းမသိဘူးစမ်းဖောက်ကြည့်ကြကျမမျက်လုံးမိတ်နေဘာလေးလဲဘာပေါ့ဝါလဲဟမ်ကျုံနေကျမလိုချင်တဲ့တစ်ခုပဲဒီမှာဒါလေးမယုံကလေးတွေရောအကောင်လုံးရှိရယ် my god ဒါလေးပောက်သွားပါတယ်ရှင်းတီချင်းလေးပါလက်ဖာအီနေတော့စစ်စရာနော်ကဲဘိုင်ဘိုင်ပါ